哭了？我很难过，怎么了？我失恋了，啊？为什么？我的女朋友突然不爱我了。啊？你们分手了？是的，我的心好痛，但是我现在是单身了，耶！恭喜恭喜恭喜！耶耶耶！来，我们去干杯吧。来，我们去喝啤酒，哈哈哈哈！拜拜。ဆိုတော့ကျွန်တော်တို့တွေက失恋ဆိုတာကဘာပြောတာလဲဆိုအသေးကွဲတာကိုပြောတာ失恋အသေးကွဲတာ心痛စိတ်နာတာ心痛စိတ်နာတာ分手ဆိုတာလမ်းခွဲတာ分手ဆိုတာလမ်းခွဲတာဆိုတော့လမ်းခွဲတော့လေဘာမှမဖြစ်ဘူးကိုကဘာဖြစ်လဲဆိုလို့ရှိရင်လွတ်သွားပြီဆိုတော့နောက်ပြောက်သွားရှာမှာပေါ့ဟုတ်တယ်မလားကိုလိုမျိုးအသေးကွဲနေတဲ့တငယ်ချင်းတွေတွားပြီးမှအားပေးလိုက်ပါโอเคလူလွတ်ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့1 go 2 can 3 ready 4 stand by ပဲဟုတ်တယ်မလားအတွက်ကြောင့်မလို့ဒီနေ့ဒီရဲ့ဗီဒီယိုကအသေးကွဲနေတဲ့တငယ်ချင်းတွေကို share တော့ပေးလိုက်ပါဟုတ်ပြီဒီရဲ့ Facebook TikTok YouTube နဲ့ Telegram တွေကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရအောင် bye bye အခုငိုရလေတကယ်ငိုရမဟုတ်နော်ဒီဟာထဲ့မှငိုရနော်ခဏဒီငိုရလို့ပြောနေအောင်မယ်သူရဲ့အစမ်း okay bye bye